သောကြောတွေအကုန်ပြုတ်ကြအဲ့လိုကြလာရင်နဲ့အကယ်၍ဣရိယာပုကမတိမတလုံးဝသိရန်ခက်တဲ့ဇောလေးတွေကြလာကြတဲ့ကြားတွေကကျွေးကြံတာပေါ့အဲ့လိုကြတဲ့အခါမှာရုပ်ကနောက်ကိုနည်းနည်းစိုင်းသွားမယ်ဆိုရင်အဲ့လိုပြုတ်နဲ့ကြာရင်နောက်ကိုဆွဲမယ်ထင်ရင်ပြန်မပြီးတော့မတဲ့နဲ့ရှားနေတဲ့အတိုင်းလေးဟာရှေ့ကိုလေးတွန်းပြီးတော့ထားလိုက်ရပြီထားလိုက်တော့တချို့ကပြန်တယ်ဆိုမပြီးပြန်တယ်မပြီးမတရဘူးသူ့ဘောသူအခွန်းလွတ်ပြီးလွတ်ချရင်yaniသူ့ဘောသူပြုတ်လှုပ်လဲကြတော့ဇောတွေကြလို့အနေထိုင်သွားပြီဆိုရင်သူဆက်မကြတော့အဲ့ဒီအချိန်မှာဇောတွေကြရင်နဲ့တချို့ကြရှေ့ကိုနည်းနည်းလေးကိုယ်သွားတယ်အဲ့ဒါဆိုငကိုတဲတဲ့ဣရိယာပုကရှေ့ကိုနည်းနည်းလေးဆိုင်တယ်နောက်လန်နေဆိုတော့ငကိုတဲတဲ့ဣရိယာပုကနောက်ကိုဆောင်းထားတဲ့အဆိုင်လေးနည်းနည်းရှိနေလို့ခြိုင်းနေတော့သူ့ဘက်သူဆွဲသွားတယ်အဲ့လိုဆွဲသွားလို့ရှိရင်ကြပါစေအဲ့လိုကြသွားပြီးအစွမ်းကုန်ပြီဆိုတော့မှနောက်ဆွဲနေတယ်ဆိုတာမပပဲနဲ့သူကသူနည်းနည်းလေးတွန်းပြီးတော့တဲလိုက်အကယ်လက်ကလိုအပ်ရင်ရှေ့နည်းနည်းလေးထုံးအထိုင်ကြအဲ့လိုအထိုင်လို့ဒီအထိုင်ကအရေးကြီးတယ်အဲ့လိုလုံးဝအထိုင်ကြသွားပြီဆိုလို့ရှိရင်တချို့ကအိတ်ငိုက်တယ်စကနေသူကြဒါအိတ်ငိုက်တာမဟုတ်အဲ့ဒါပုံကြပါအိတ်ငိုက်တယ်ဆိုတာလေးလံထိုင်ပိုင်းပြီးတွေ့ဝေပြီးကြတယ်အခုကအိတ်ငိုက်တာရင်းနဲ့အတူတူပဲအိတ်ငိုက်တာလည်းဝင်ကြတာပဲဘာဖြစ်လို့လဲဆိုတော့အိတ်ငိုက်ပြီဆိုတော့ယုတ်ကြီးဆုံးပြီလေဟုတ်ပြီလားဒီယုတ်ကြီးမထိန်းတာတော့အဲ့လိုမရဘူးအိတ်ရှိတဲ့လူကအတင်းပြချတာပဲကာမသောဆွမ်းတာပဲဦးဇင်းတို့လည်းကာမသောဆွမ်းတာဟိုကမောဟနဲ့ဆွမ်းဒီကအာမောဟနဲ့ဆွမ်းကာမသောစောထားတဲ့ဇောလည်းဖြုတ်တော့အဲ့ဒီဇောကြောင့်တင်းနေတဲ့ဝင်ကကြာသွားတယ်နဲ့အဲ့ဒီဇောကြောင့်တင်းနေတဲ့ယုတ်ကလည်းငြိမ်းကြအောင်အဲ့ဇာကနေဆိုလက်ကနေဆိုစိုက်ကနေဆိုကြာအဲ့တိုင်းနဲ့ထားလိုက်ဘယ်တော့မှမလှုပ်ချင်တော့ဘူးမပြင်းရင်တော့စိတ်နဲ့လုံးဝလွတ်ပြီးဒါကြီးကမဆိုင်တော့အဲ့ဒီအောင်ဣရိယာပုကိုတရားဒီဘက်ကကျင့်စဉ်ကဦးဇင်းတို့တမာတိတို့တက်တော့မယ်အာနိမိတ်လမ်းနဲ့တက်တော့မယ်ဆိုရင်ဒီဣရိယာပုကိုအဲ့ဒီလိုစင်ကြယ်တဲ့အဆုံးရောက်အောင်ကိုတရားယူပဇံ၄ပါးနဲ့ကြတော့သူကခါဆန်လည်းရတယ်မဆန်လည်းရတယ်တမာတိကိုတော့သူကမွေးရတယ်မွေးလို့တမာတိအားတတိယဝရိယကောင်းလို့ရှိရင်ဇံဇောအရှိန်ရပြီဆိုရင်လက်တစ်ချောင်းမြောက်ပြီးတော့ဝင်သွားတခါတည်းကွန်ကရစ်ကြိုင်ဆိုကျိုးတုတ်သွားတယ်အလက်မြောက်ရည်ကြီးနေတော့တာပဲအဲ့ဒါကယူပဇံ၄ပါးကဇံဇောပြင်းတယ်သူကအကုန်ကျုပ်တုတ်သွားတယ်ဦးဇင်းတို့ကြတော့နုညံ့တယ်တတိဉာဏ်ပညာနဲ့ဦးစီးသွားတာဇံကိုပြီးသွားတာမဟုတ်ဘူးဉာဏ်ကိုဦးစားပြီးသွားတာဒီနည်းကဉာဏ်ဦးစားပြီးတဲ့နည်းဉာဏ်နေကြီးပဲသုံးအောင်ဉာဏ်မပါဘဲနဲ့လုပ်တဲ့အလုပ်မရဘူးအဲ့ဒါကြောင့်မလို့ဝင်ငင်းကြတဲ့ကြမကြတဲ့ပုဂ္ဂိုလ်ကမကြပါတော့သွားမလို့လေကြမကြကိုကတော့ဒီတဲတဲ့ဣရိယာပုနဲ့စိတ်နဲ့မြည်သည့်နေရာလေးကိုမှအနေအပါအတထောက်စာတော်မှစိတ်ကလေးနဲ့သွားပြီးတော့နှလုံးရနေတင်ပြီးတော့သွားမညှစ်ချုပ်ဖို့အဲ့ဒီလိုလွန်ကဲတာတွေပါဝင်နေတာတွေရှိမရှိစစ်ဆေးနိုင်ဖို့အပြစ်ဖြစ်နေတာကိုဖြစ်နေတာမှသိဖို့ရှာတတ်ဖို့အဲ့ဒါကိုယောဂီတို့ဣရိယာပုတည်ပြီးပြီဆိုတော့မှ